အခုစပြီးတော့နံပါတ် A saturation အကောင့်ကိုတွက်ပါမယ် saturation အကောင့်မှာ balance BD ကိုစထည့်ပေးရမှာဖြစ်တယ်ဒါဆိုရင်ပုံစံရဲ့နံပါတ်2မှာ saturation အကောင့်မှာထည့်ရမယ် BD တန်ဖိုးတွေပေးထားပါတယ်120က advance မှာထည့်ရမယ်80က accrue ထည့်ပေးရမယ်เนาะ accrue ဆိုတာ asset ကိုပြောတာဖြစ်တယ် asset ဖြစ်တဲ့အတွက်ကြောင့်ဒီ accrue စင်း80ကိုအကောင့်မှာ balance BD debit ချမ်းကနေထည့်ပေးရမယ် advance 120ကတော့အကောင့်မှာ balance BD credit ချမ်းကနေထည့်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင်အမတို့ထည့်လိုက်မယ်ဆိုတော့သူကြရင် date ပါအမတို့ထည့်မယ်เนาะ date ကကြတော့PD တွေထည့်ပြီးသွားရင်တော့ဥစ္စာရဲ့နံပါတ်3မှာပေးထားတဲ့ CD တွေကိုအမတို့ထည့်ပါမယ်ပြီးတော့ CD ကကြတော့ advance က200ထည့်ပေးရမယ် accrue က40ထည့်ပေးရမယ်လို့ပြောထားပါတယ်ဒါဆိုရင် PD နဲ့ဆန့်ကျင်ဘက်မှာ CD တွေကိုထည့်လိုက်ရုံပါ CD ဆိုတာစရင်းနဲ့ကုန်တဲ့ဒိတ်ကိုတက်ပေးရမယ်เนาะ31ဒီဇင်ဘာ balance CD advanceဒါတော့ဟုတ်ပြီ BD တွေ CD တွေထည့်ပြီးသွားရင် bank ကိုထည့်ရမယ်ပုံစံကိုကြည့်လိုက်မယ်ပုံစံမှာ bank စာရင်းကအပေါ်က receipt လို့ပေးထားတဲ့စာရင်းကအဲ့ဒါ bank စာရင်းဖြစ်ပါတယ်အကောင့်မှာ bank အဖြစ်ထည့်ရမယ်စာရင်းဖြစ်တယ်เนาะအဲဆို subscription က9160ထည့်ရမယ်ဆိုတဲ့သဘောဖြစ်တယ်เนาะ receipt ဆိုတော့ bank အကောင့်မှာဒီ9160က debit ဖြစ်လို့ subscription အကောင့်မှာ credit ကနေစာရင်းသွင်းပေးရမယ် particular ရေးတဲ့အခါ receipt and payment လို့ရေးမယ်ဒိတ်ကတော့စရင်းနဲ့ကုန်တဲ့31ဒီဇင်ဘာဒိတ်ကိုတက်လိုက်မယ်ဘန်းထည့်ပြီးသွားရင်နောက်ထပ် subscription ကမှထည့်ဖို့ဘာစရင်းရှိသေးလဲလို့ကြည့်လိုက်တော့နံပါတ်4မှာ subscription budget စရင်း60ရှိပါတယ် subscription budget ဆိုတာ subscription ကမှ credit ချမ်းကနေထည့်ပါတယ်အကြောင်းမို့လို့ credit ချမ်းမှာအဲ့ဒီ60ကိုမထည့်လိုက်မယ် particular ရေးတဲ့အခါ budget လို့ပဲရေးလိုက်ပါမယ်ဒိတ်ကို31ဒီဇင်ဘာဒိတ်ကိုတက်လိုက်မယ်။ဒါဆိုရင်တော့ subscription ကမှထည့်ရမယ့်စာရင်းတွေကုန်သွားပါပြီမရှိတော့ပါဘူး။ဒါကြောင့် subscription အကောင့်ကိုအမတို့ပိတ်လိုက်မယ်။ပိတ်လိုက်တဲ့အခါမှာကွာခြားချက်က income expenditure ထွက်မှာဖြစ်ပါတယ်။ဒါဆိုရင်တော့ subscription အကောင့်ရပါပြီ CD တွေကို BD ပြန်ပြီးတော့ဆွဲထားပေးရမယ်เนาะအခုလိုမျိုးရပြီဆိုရင်တော့နံပါတ် B ကိုမတို့တွက်ပါမယ်နံပါတ် B ကသူပုံစံမှာဗာပြောထားတယ်လဲလို့ require ကိုကြည့်လိုက်တော့ statement of financial position မှာ subscription accrue ကမြည်သည့်ခေါင်းစဉ်မှာထည့်ရမလဲလို့မေးထားပါတယ် subscription accrue ဆိုတာ area နဲ့တူပါတယ် area ဆိုတာ asset ဖြစ်ပါတယ်ဒါကြောင့်မို့လို့ SOFP ရဲ့ current asset ခေါင်းစဉ်အောက်မှာထည့်ရမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့မတို့ကအဲ့ဒီနံပါတ် B အတွက်ကို current asset လို့ပဲရေးပေးရင်ရပါပြီတလုံးပဲเนาะဒါဆိုနံပါတ် B ပြီးသွားပါပြီနံပါတ် C နံပါတ် C တွက်ဖို့အတွက် require ကိုကြည့်လိုက်တော့ working မှာ live membership account ကိုဆွဲရမယ်လို့ပြောထားပါတယ်ဒါဆိုဟုတ်ပြီအမတို့ live membership account ဘယ်လိုဆွဲရမလဲကြည့်လိုက်မယ် live membership ဆိုတာလုပ်ငန်းရဲ့ liability စရင်းဖြစ်တယ်လို့ပြောခဲ့ပါတယ်ဒါကြောင့်မို့လို့ balance BD debit ထဲမှာအရင်ထည့်ပေးရမှာဖြစ်တယ်เนาะနောက်ပြီးသွားရင်တော့နံပါတ်2ကတော့
ငွေရထားတဲ့ဒီနှစ်တွင်မှာ receipt payment account ထဲမှာ live membership အတွက်ဆင်ရထားတဲ့တန်ဖိုးထည့်ရမယ်။နောက်ပြီးသွားရင်တော့နံပါတ်3ကတော့ income expenditure တန်ဖိုးထည့်ပြီးတော့နံပါတ်4ကတော့ balance CD ရှာပေးရမှာဖြစ်ပါတယ်။ဒါ live membership account ဆွဲရမယ့်ပုံစံဖြစ်ပါတယ်။ဒါဆို live membership account ကိုဆွဲတော့မယ်ဆိုနံပါတ်1 BD ထည့်ရမယ်ပေါ့နော်။ဥစ္စာမှာကြည့်လိုက်မယ်။ live membership account မှာထည့်ဖို့ BD တန်ဖိုးကိုနံပါတ်5မှာပေးထားပါတယ်။18600เนาะအဲ့ဒါကို line membership account မှာ balance BD ဖြစ်အမတို့ထည့်လိုက်ကြမယ် BD ထည့်ပြီးွားရင် receipt and payment ကို credit ချမ်းမှာပဲထည့်ပါတယ်receipt and payment ဆိုပြီးတော့ပုံစံထဲမှာအပေါ်ဆုံးမှာရှိပါတယ် receipt ဆိုပြီးတော့ live membership က3000เนาะဒါဆိုတော့ဒါကပတ်စံရတာဖြစ်လို့ bank account မှာ debit ဖြစ်လို့ live membership account မှာ credit နဲ့အဲ့3000ကတွင်ရမှာဖြစ်တယ်။ပြီးွားရင်တော့နံပါတ်3ကတော့ debit ချမ်းမှာ income and expenditure လို့ရေးပေးရမှာဖြစ်တယ်။ income expenditure တွက်ဖို့ပုံစံရဲ့နံပါတ်6ကိုကြည့်ရမယ်။နံပါတ်6က live membership account မှာထည့်ရမယ် IE တရင်ပဲဖြစ်တယ်နော်။ဒါဆိုရင်သူကနံပါတ်6မှာသူပြောထားတာက live member နှစ်ကုန်တဲ့အချိန်မှာတဲ့ live member စုစုပေါင်းရဲ့10%ကို income expenditure တွေကိုထည့်မယ်လို့သူကနံပါတ်6မှာပြောထားပါတယ်။ဒါဆိုရင်စေနှစ်ကုန်တဲ့အချိန်မှာ live member စုစုပေါင်းလို့ပြောရင် BD 18600နဲ့ဒီနှစ်တွင်ရတဲ့3000ကိုမတော်ပေါင်းပေးရမှာဖြစ်ပါတယ်။အဲ့ဒါကိုမှသူက10%ကို IE နဲ့ထည့်မယ်ဆိုတော့အမြောက်10%လို့မတို့တွက်ပေးရမှာဖြစ်ပါတယ်။ဆိုရင်2160က IE စရင်ဖြစ်သွားမယ်။ IE ရပြီဆိုရင်တော့မတို့တွေအကောင့်ပိတ်လိုက်ရင်ကွာခြားချက်ကအဲ့ဒါ balance CD ထွက်လာမှာဖြစ်ပါတယ်။ balance CD ဆိုရင် Y ပါတယ် login ဖြစ်တဲ့အတွက်ကြောင့် CD ကို BD ပြန်မဆွဲချပေးလဲရပါတယ်ဒါဆိုရင်တော့ဟုတ်ပြီနံပါတ် C require လေးကိုတစ်ချက်ပြန်ကြည့်လိုက်မယ် require ရဲ့ C လေးမှာသူကဗာပြောထားလဲဆိုရင် income expenditure account မှာထည့်ရမယ် live member တန်ဖိုးကိုတွက်ပေးပါလို့ပဲပြောထားပါတယ်ဒါဆိုရင်အမတို့ကြည့်လိုက်တဲ့အခါမှာဒါဆိုရင်အမတို့ working မှာတွက်ထားတဲ့ live membership account မှာ income expenditure လို့ရေးထားတယ် IE တန်ဖိုးကိုပဲသူကမေးတာဖြစ်ပါတယ်ဒီနံပါတ် C မှာเนาะဒါကြောင့်မို့လို့အမတို့ကဒီ working တွက်ပြီးသွားရင်နံပါတ် C ဆိုပြီးတော့အမတို့တွေအပေါ်မှာထည့်တဲ့ခါကျရင်အဲ့2160ကိုပဲရေးပြလိုက်ရုံပါပဲအဲ့ဒါနံပါတ် C ပဲဖြစ်ပါတယ်ဆိုရင်တော့အဲ့ဒီပုံစံကိုပြီးသွားပါပြီ